အေးကိုပြင်းမင်းမနေ့ကမှာထားတဲ့အလုပ်တွေအကုန်လုံးပြီးသွားပြီလား ခုလုံးနေကို အေးအခုကွာနောက်ထပ်ငါတို့အသေးသုံးဖို့ထပ်ရတယ်အဲ့ဒါဒီညနေလောက်ကမင်းပြီးအောင်မြန်မြန်လုပ်လိုက်နောက်ကိုပြင်ကြလား ဟုတ်ကဲ့လုပ်လိုက်မယ်နော် အေးဟုတ်ပြီဒါပဲနော် ဟုတ်ပြန် အေးကိုပြင်းပြောဘာဖြစ်လို့ ငါတို့အဲ့ဒီဖြတ်စရာ6ပုတ်ရှိရခဏနေဂျာကြီးပုတ်လိုက်လိမ့်မယ်ပြောတယ် ဟုတ်လား အဲ့ဒါတယောက်3ပုတ်စီဖြတ်လိုက်မယ်3ပုတ်5 3ပုတ် အချိန်ပါတော့နောက်ဆုံးလုံးထပ်လိုက် ညနေလောက်တော့ပြောတာပဲ ဟာညနေ ဒါမှမရပါတယ်မင်းကလည်းကွာ3ပုတ် သုံးပုတ်ကြီးတော့ညနေ တယောက်3ပုတ်လေကွာငါလည်း3ပုတ်ဖြတ်မှာပါနော် အေးပြီးရောမင်းသုံးပုတ်ငါသုံးပုတ်နော်